ဒီနေ့ဗီဒီယိုမှာတော့ PDM ရဲ့ latest release line up ဖြစ်တဲ့ဒါ H3 line up ထဲကရေမွေး၃ကြောင်းကျွန်တော်တို့ပြောလိုက်ရအောင်ဆိုတော့ဒီ၃ခုထဲမှာဆိုလို့ရှိရင်တော့ Carrios ကပထမဆုံးပြပြမယ်ယူပေါ့နော်ဒီကောင် Carrios ကကျွန်တော်တော့ဘာနဲ့တူရလို့ကျွန်တော်တို့ခံစားရတယ်ဆိုတော့ PDM ရဲ့ house အခွဲဖြစ်တဲ့ Initio ရဲ့ဒါ UFO Greatness နဲ့တူရလို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့ UFO Greatness နဲ့ရှင်းလို့ရှိရင်ဘာကွာသွားလဲဆိုတော့ဒီကောင်ပို့ပြီးတော့ fresh ဖြစ်သွားတယ်ပို့ပြီးတော့ဆွရလွယ်သွားတယ်ပေါ့နော်နောက်တစ်ချက်က complex ဖြစ်တယ်လို့ကျွန်တော်တို့ခံစားရတယ်ဘာကြောင့်မလို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ဒီ Carrios ကိုပထမဆုံးဆွတ်လိုက်လို့ရှိရင်ရမယ်အနံ့နဲ့ dry down မှာရမယ်အနံ့နဲ့လုံးဝမတူနေဘူးပေါ့နော် transition ရှိရဲလို့ပြောလို့ရတယ် linear ဖြစ်တဲ့ရင်မွေးမဟုတ်နေဘူးပေါ့နော်ဆိုတော့ Carrios ကဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးခံစားရလဲဆိုတော့ဒီ line up ရဲ့ complex အဖြစ်ဆုံးနဲ့ဒါအထအရှိဆုံးရင်မွေးတစ်ခုကျွန်တော်ခံစားရတယ်ဆိုတော့ game ပြောအောင် fresh ဖြစ်တဲ့ opening ကတော်တော်လေးကိုလှရပေါ့နော်ဒီကောင်က pink pepper နဲ့ဒီ orange နဲ့ saffron နဲ့ပေါင်းထားတဲ့အနံ့လေးဆိုတော့စပြီးဆွတ်လိုက်လို့ရှိရင်ဒါ UFO greatness နဲ့တူရလို့ကျွန်တော်တို့လုံးဝမခံစားရဘူးတော်တော်လေးကို fresh ဖြစ်ပြီးတော့တော်တော်လေးကို juicy ဖြစ်ပြီးတော့spicy ပပလေးဖြစ်ပြီးတော့ဘယ်လိုပြောမလဲတခါမှမရဘူးသေးတဲ့ citrus spice combo တခုလို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်အဲ့ဒါကိုမှဒီ dry down လေးကြာလေးရောက်သွားတော့မှ saffron နဲ့နည်းနည်းလေးဒီ woody ဖြစ်တဲ့ note လေးနဲ့ပေါင်းထားတဲ့ဟာကကျွန်တော်ကိုဒီ UFO greatness ကိုသွားပြီးတော့သတိရစီဆိုတော့ UFO greatness ကတော်တော်လေးကိုဆွဲဆောင်မှုရှိပြီးတော့ dark ဖြစ်တဲ့ smoky ဖြစ်တဲ့အနံ့တခုပေါ့နော်ဒါပေမဲ့ပြဿနာပါလဲဆိုတော့ဒီကောင်က dark အရင်ဖြစ် smoky အရင်ဖြစ်တာကြောင့်မလို့တခါလေကြာလို့ရှိရင်ဆွရခတ်တတ်တယ်ပေါ့နော်ဆွရခတ်တဲ့အတွက်အားကြောင့်မလို့ဒီကောင်ကပိုပြီးတော့ကောင်းတဲ့ version လို့ကျွန်တော်တို့ခံစားရတယ်ဒါပေမဲ့နောက်ထပ်ဒီ in house နောက်တစ်လုံးရှိရပါတော့ Hortain လို့ခေါ်တယ် Hortain ကကျွန်တော်တို့ကြတော့ဘယ်လိုခံစားရလဲဆိုတော့ Hortain မှာဒီ praline note ကနည်းနည်းလေးခေါင်းကိုက်စီတယ် synthetic ဖြစ်တယ်လို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က Hortain ချက်စားလို့ရှိရင်တော့ Carrios ကပို့ပြီးဆွလို့အဆင်ပြေတယ်ဆိုတော့ဒီ line up ထဲမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ spoiler အရပြောရမယ်ဆိုလို့ရှိရင်တော့ Carrios ကအကောင်းဆုံးလို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီ straight line up ထဲမှာဆိုလို့ရှိရင် Carrios ကအကောင်းဆုံးလို့ကျွန်တော်ခံစားရတယ်ကျန်တဲ့ဟာတွေကျွန်တော်နောက်ပြီးမှဆက်ပြောရမယ်ဆိုတော့နောက်တစ်ခုပြောအောင်နောက်တစ်ခုကတော့ Aragon ပေါ့နော် Aragon ကတော့ spicy dark sweet ဖြစ်တဲ့ရေမွေးတစ်ခုပေါ့လေကျွန်တော်အနေနဲ့ဒီကောင်ဆွဲလိုက်လို့ရှိရင်ဘယ်လိုခံစားရလဲဆိုတော့ဒါ Lanui ဒီလုံးပေါ့နော်YSL Lanui ဒီလုံးဒီကောင်ခုမှပို့ပြီးတော့ dark ဖြစ်တဲ့ version ကိုခံစားရတယ်အဲ့ဒါကိုမှဘယ်ဟာနောက်ထပ်ပပလေးပါလို့ကျွန်တော်ခံစားရလဲဆိုတော့ Doshin ကဘာနာရဲ့ဒါ the one ပေါ့နော် the one နည်းနည်းလေးပါတယ်လို့ကျွန်တော်ခံစားရတယ် like 1 to 1ပါတော့မဟုတ်ဘူးဒါပေမဲ့ဒီ Aragon ရှူကြည့်လိုက်မယ်ဆွကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုရဲ့အငွေ့သက်လေးကနည်းနည်းလေးပါနေအဲ့ဒါကိုမှသူပို့ပြီးတော့dark ဖြစ်သွားတယ် dense ဖြစ်သွားတယ်ပို့ပြီးတော့ niche ဆန်သွားတယ်အဲ့လိုမျိုးပြောလို့ရတာပေါ့နော်ဒီကောင်ကတော့ line up ထဲမှာဆိုလို့ရှိရင်ဆွဲဆောင်မှုအရှိဆုံးရေမွေးလို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်ဒီကောင်ကတော့ဒါအထာအရှိဆုံးနဲ့လုံးဝဘယ်လိုပြောရမလဲ aura ပေါ့နော် aura အရှိဆုံးရေမွေးလို့ပြောလို့ရမယ်ဆိုလို့ရှိရင်ဒီကောင်ကတော့ဆွဲဆောင်မှုအရှိဆုံး sexy အဖြစ်ဆုံး line up ထဲကရေမွေးလို့ပြောလို့ရတယ်ဟို9 ရောက်တွေပါဆိုလို့ရှိရင်တော်လေးစင်ပြေပေါ့နော်ဆိုတော့ဒီကောင်ဆွလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကို sweet dance ဖြစ်တဲ့ဒီ cinnamon နဲ့ cardamom နဲ့ပေါင်းထားတဲ့အနံ့တော်တော်လေးကောင်းကောင်းလေးရနိုင်မယ်အဲ့ဒါကတောက်လျှောက်ကိုဖြည်းဖြည်းချင်းအဲ့လိုမျိုးတွေတွားပါတော့တော်တော်လေးလည်း fresh ဖြစ်တယ်စဖူးမွင်ချင်းမှာဆိုလို့ရှိရင်တော့ပြီးတော့မှ dry down ရောက်သွားတော့မှဖြည်းဖြည်းချင်းချိုပြီးတော့အနံ့ကဆွဲဆောင်မှုရှိရှိလေးနဲ့နွေ့နွေ့လေးဖြစ်သွားတာပေါ့နော်ရာသီဥအေးလာလို့ရှိရင်တော့ဆိုလို့တော်တော်လေးကောင်းမယ်ထဲမှာပါတယ်လို့ပြောလို့ရတယ်ဂျားဖြတ်အနေနဲ့ကတော့ဒီရေမွေး၃ခုလုံးစမ်းကြည့်ခြင်းနဲ့သုံးကြည့်ခြင်းနဲ့မှားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် page ခွဲဖြစ်တဲ့ဒီကမ်မိုင် news နဲ့ liquid go by news တို့မှာဒီကန်ရောပလင်းလိုက်ရော pre-order မှာလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ PDM ရဲ့ Valero အကြောင်းကျွန်တော်နည်းနည်းပြောလိုက်ရအောင် Valero ကကျတော့ဒီရေမွေး3ပလင်းနဲ့မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့ဒါဘယ်လိုခံစားရလဲဆိုတော့ဆွရတာအလွယ်ဆုံးလို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဆွရအလွယ်ဆုံးလို့ခံစားရတဲ့တူနောက်ထပ်တခြားဆွရတာလွယ်တဲ့ဒီဇိုင်နာရေမွေးနေတွားပြီးတော့တူနေတာတော့ကျွန်တော်နည်းနည်းလေးခံရခက်တယ်ပေါ့နော်ဘာအဓိကတူနေဆိုလို့ရှိရင်တော့Prada ရဲ့နောက်ဆုံးထွက်ထားတဲ့ Prada ပေါ့နော်Prada နဲ့ဆိုလို့ရှိရင်တော်တော်လေးကိုတူတယ်လို့ကျွန်တော်ခံစားရတယ်နောက်ပြီးတော့လို့ရှိရင်အရန်ပေါက်ခဲ့တဲ့ YSL ရဲ့ myself ရေမွေးပေါ့နော်ဆိုတော့ YSL myself ရေမွေးဆိုလို့ရှိရင်လည်းဒီကောင်းတဲ့တူတယ်လို့ကျွန်တော်တို့ခံစားရတယ်ဒါပေမဲ့ဘာကွာလဲဆိုတာနည်းနည်းပြပြမယ်ဆိုတော့ Valero ကကြတော့စာပြီးဆွတ်လိုက်တယ်ဆိုလို့ရှိရင်တော်တော်လေးကိုလေးပင်နဲ့ fresh နဲ့ sweet ဖြစ်တဲ့အနံ့မျိုးခံစားရတယ်ပေါ့နော်အဓိကကတော့ tonka bean ပေါ့ tonka bean နဲ့ဒါ lavender နဲ့ပေါင်းထားတဲ့ဟာလို့ကျွန်တော်တို့ခံစားရတယ်အဲ့တော့မှ vanilla ခပ်ပြင်းပြင်းပါတယ်နောက်ပြီးတော့လို့ရှိရင် aldehyde ခပ်များပါတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒီဟာကကျွန်တော်တို့ဒါ remind ကတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ YSL myself နဲ့ paradigm နဲ့လို့ကျွန်တော်တို့ခံစားရတယ်ဒါပေမဲ့ performance အရာဆိုလို့ရှိရင်တော့ဒီကောင်အရန်ကောင်းတယ်ပေါ့နော်ပထမတစ်ချက်လောက်ဆွတ်လိုက်တာနဲ့လုံးဝတစ်ခန်းလုံးကိုသူ့အနံ့လုံးဝလွှမ်းပြီးတော့ fresh တောက်လျှောက်ကြီးကိုဖြစ်နေမှာအဲ့ဒါကမှတောက်လျှောက်ကိုဆွဲနေမှာဒါပေမဲ့ကျွန်တော် fresh ဖြစ်တယ်လို့ပြောပေမဲ့ဒီကောင်က fresh အရင်ဖြစ်တဲ့ဟာမျိုးတော့မဟုတ်ဘူးသူ aromatic ဖြစ်ပြီးတော့ fresh ဖြစ်တာ sweet ဖြစ်ပြီးတော့ fresh ဖြစ်တာပေါ့နော် fresh and sweet ကိုမှ balance ညီရဲပြီးလို့ရှိရင်ပင်ရဲ့တစ်မြစ်တူတစ်ဖူးအဲ့လိုမျိုးအနံ့မျိုးနဲ့
fresh ဖြစ်ပြီးတော့ sweet ဖြစ်တာမျိုး citrus fresh ပုံစံမျိုးမဟုတ်ဘူး baba shot fresh ပုံစံမျိုးလို့ပြောလို့ရတယ် gentleman sandal class တခုရှိရလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးနေတော့သွားပြီးတော့ဆင်နေပြန်တယ် performance ပိုပြီးကောင်းတယ် CH ပိုပြီးတော့ကောင်းတယ်ဆိုတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးနည်းနည်းဖြစ်လဲဆိုတော့ဒီ line up ကဘယ်လိုပြောရမလဲကျွန်တော် unboxing လုပ်တဲ့ video မှာဆိုလို့ကျွန်တော်ပြပြဘူးလေline up ကဒါ LV ရဲ့ရေမွေးတွေကိုဝယ်တဲ့ target audience ကိုပို့ပြီးတော့ target ထားလို့ကျွန်တော်တို့ခန်းစားရတယ်ပေါ့နော်ဆိုတော့ niche ရေမွေးကိုကြိုက်တဲ့သူတွေအတွက်ထုတ်ထားထက်စားလို့ရှိရင် mass appeal ဖြစ်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဗျာလူချမ်းသာတွေဝယ်ဖို့အတွက်ထုတ်ထားတယ်ကျွန်တော်ခန်းစားရတယ်ပေါ့နော်ဆိုတော့ plain design ရဆိုလို့ရှိရင်တော့တချို့တွေကတော့ဒါဒီဟာတွေကြည့်ပြီးဒီ plain တွေကြည့်ပြီးဟာ Hawas နဲ့တူလိုက်တာဘာညာဆိုပြီး online မှာတော့ကြိတ်ကြရပေါ့လေဒါပေမဲ့ကျွန်တော်အတွက်ကတော့ဒါ in person လက်ထဲရောက်သွားတဲ့ခါကျလို့ရှိရင်ကန်ရတဲ့ feel နဲ့လုံးဝ plain ကိုလက်ထဲမှာကန်ရလို့ကိုတွေ့မျက်မြင်ကန်ရတဲ့အခါမှာရတဲ့ခန်းစားချက်ကအရင်မိုက်တယ်ပေါ့နော် Hawas တို့ဘာလို့ရဲ့ quality နဲ့ဘာမှမဆိုင်နေဘူး detailing တွေအရင်ကွာတယ်ပြီးတော့လို့ရှိရင် plain ရဲ့ဒီ curvature ပေါ့နော်ကိုွေးထားလေးအဲ့လေးလည်းကိုင်းလို့ရန်ကောင်းတယ် online မှာဆိုလို့ရှိရင်တော့ဒီကောင်ကတော့ plain look ကအစအကုန်လုံးရှိသမျှအကုန်လုံးအနံ့နေရော brush လုပ်ခံရတယ်ပေါ့နော်ကျွန်တော်လည်းဒါအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ PDM house ကိုအရင်ကြိုက်တဲ့သူတယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ line up ကကျွန်တော်တို့ကတော့အားမရတဲ့အထက်မှာပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုအရင်မိုက်ပြီးတော့အရင်ကိုလန်ထွက်နေတဲ့ creation တွေဖြစ်နေမဲ့အစားဒါ mass appeal ဖြစ်ပြီးတော့ဒါ sales ပို့ပြီးတော့ရောင်းရဖို့အတွက်သွားထားတာမလို့ဒါနည်းနည်းခန်းစားခက်တယ်ဒါပေမဲ့သူ့အနံ့သီးတန်းနဲ့သူ့ရဲ့ရည်ရွယ်ချက်နဲ့ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဒါဘယ်လိုပြောရမလဲသူတို့ရည်ရွယ်ထားတဲ့အတိုင်းဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော် mass appeal ၃ခုလုံးတော်တော်လေးဖြစ်တယ်ဒီကောင်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်ဆွတ်တိုင်း compliment မရတဲ့အခါဆိုတာမရှိဘူးဒီကောင်ဆွတ်လိုက်တိုင်းအမြဲတမ်းအနံ့တော်တော်မိုက်တယ်မှုေးတယ်ဆိုပြီးတော့ပြောကြတာကြီးပဲဒီကောင်ဆွတ်ထားပြီးလို့10နိုင်လောက်ကြာတဲ့အထိလည်းအနံ့ရနေပြီးတော့မှုေးနေတော့မယ်လို့ပြောခံရတဲ့ဟာမျိုးကြုံခဲ့ဘူးလို့ပေါ့နော်နောက်ပြီးတော့လို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်လည်း era ကောင်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုဆွဲဆောင်မှုရှိပြီးတော်တော်လေးကို sexy ဖြစ်တဲ့အထဲမှာပါတယ် carrier ဆိုလို့ရှိရင်လည်းဒါတစ်နှစ်ပတ်လုံးမဆိုးဘူးပေါ့နော်ဆွတ်လို့ရတယ် food for greenness အဲ့ဒါကိုမှအထာရှိနေတယ်သူကလည်းသူ aura တခုရှိပြီးတော့ sexy ဖြစ်တဲ့ vibe မျိုးလေးရနေရဲ့မိုက်တယ်ပေါ့နော်ဟိုဈေးအရဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးဈေးတစ်ဝက်လောက်ဖြော်သွားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီကောင်တွေဝယ်တော့ဆိုလို့ရှိရင်တော့တော်တော်လေးဈေးကြီးတယ်doubling ကိုဒါအနည်းဆုံး30အောက်ဆိုတော့တော်တော်လေးဈေးကြီးရဲ့ထဲမှာပါတယ်ဒါပေမဲ့ presentation နဲ့အနံ့နဲ့ style နဲ့ versatility ပေါ့နော်အဓိကကတော့ PDM ကဒီကောင်တွေကို artistic ဖြစ်တာလဲဆိုလို့ရှိရင်လိုက် versatile ဖြစ်ပြီးတော့ကြိုက်တဲ့ရှင်ကြိုက်တယ်လို့ဆွလို့ရဖို့အတွက်ကိုပို့ပြီးတော့ဦးစားပေးပြီးထုတ်လိုက်တယ်လို့ကျွန်တော်ခန်းစားရတယ်ပေါ့နော် price အရဆိုလို့ရှိရင်တော့မတန်ဘူးဒါပေမဲ့အနံ့အရ rating နေပေးရမယ်ဆိုလို့ရှိရင်တော့ carrier ဆိုလို့ရှိရင်ကျွန်တော်7မှာ9မှတ်ခွဲပေးလို့ရတယ် era ကိုဆိုလို့ရှိရင်တော့ကျွန်တော်7မှတ်မှာကျွန်တော်9မှတ်ပေးလို့ရတယ်Valero ဆိုလို့ရှိရင်လည်းကျွန်တော်7မှာကျွန်တော်9မှတ်ပေးလို့ရတယ် longevity performance CH နည်းနည်းပြောရအောင် CH အနေနဲ့ဆိုလို့ရှိရင်တော့3ခုလုံးကဆွတ်လိုက်တိုင်းမှာလုံးဝတခန်းလုံးနဲ့ပြန့်နေမယ့်ဟာမျိုးတွေပေါ့နော်အများကြီးဆွတ်စရာတော့မလို့တကယ်ကြီးကို2ချက်3ချက်ဆွတ်လိုက်တာနဲ့တခန်းလုံးကိုနဲ့တော်တော်ကြီးကိုမှုေးနေမှာအဲ့ဒါမှလိုက်4နာရီလောက်အထိကိုတောက်လျှောက်ကိုကောင်းကိုအနံ့က push out ဖြစ်နေပြီးတော့ကိုကဖြတ်သွားတယ်အနံ့ကြီးကောင်းကျယ်နေမှာအနံ့ရ performance ဆိုလို့ရှိရင်တော်တော်လေးကောင်းတယ်ဒါပေမဲ့ unique ဖြစ်လားဆိုလို့ရှိရင်တော့ no အထူးသဖြင့်ပေါ့နော် Valero ဆိုလို့ရှိရင်ဘယ်လိုမှ unique ဖြစ်မနေဘူးကျွန်တော်တို့ဒါပြီးခဲ့တဲ့နှစ်ဒီမှာအရင်ခေတ်စားနေတဲ့ Prada Paradigm myself ဒီဒါရင်းနဲ့တွားပြီးတော့ဆင်နေတယ် era ကွန်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အရင်နှုံးနဲ့အရင်ကြိုက်ရပြီးတော့လုံးဝ superstar ဖြစ်တဲ့ဒါ Lanui ဒီလုံးနဲ့တွားပြီးတော့နည်းနည်းဆင်တယ်အဲ့ဒါကမှ DNG ရဲ့1.5မျိုးလေးပပလေးရတယ်ပေါ့နော်နောက်တစ်ချက် carrier ဆိုလို့ရှိရင်လည်း Wood for greatness style မျိုးတွားတယ်ဆိုတော့ရေမွေးစွတ်နေကြပတ်ဝန်းကျင်မှာမဟုတ်တဲ့ဟာမျိုးမှာနေတဲ့သူအတွက်ဆိုလို့ရှိရင်တော့ဒီ3ခုကလိုက်လုံးဝ share ပဲ complement share ရမှာຫນွေမိုးဆောင် perfect အဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော်ဆိုတော့နည်းနည်းလေးဒီ line up ကနည်းနည်းပြောရခက်တယ်ဟိုဘယ်လိုပြောရမလဲလူကအရန်ကောင်းလားဆိုလို့ရှိရင်တော့သူအနက်အရဆိုလို့ရှိရင်တော့အရန်ကောင်းတယ်ဒါပေမဲ့ unique ဖြစ်လားဆိုရင်တော့မဖြစ်ဘူး PDM ရဲ့ creation တွေအရလိုမျိုးအရန် wow ဖြစ်လားဆိုလို့ရှိရင်တော့မဖြစ်ဘူးဒါပေမဲ့ versatility ကောင်းလားကောင်းတယ်အနက်ကောင်းလားကောင်းတယ် performance ကောင်းလားအရန်ကောင်းတယ်ပလင်းလှလားလာတယ်ဆိုတော့နည်းနည်းဝေခွဲရခက်တယ်လို့ပြောလို့ရတဲ့ line up release တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ release ကိုကိုလူအနေနဲ့စမ်းပြီးသွားပြီလားပြီးလို့ရှိရင်ဒီ release အပေါ်ဘယ်လိုမျိုးကိုလူမြင်လဲဆိုတာလည်းကျွန်တော် comment မှာပြပြပေးတော့ပါအောင် see you next time peace